ဒီနေ့မင်းဟာတောင်တတက်တဲ့အတွေ့အကြုံလေးကို sharing လုပ်ပေးမှဖြစ်တဲ့အတွက်ကြောင့်မို့လို့အားလုံးပဲစိတ်ဝင်စားတယ်ဆိုရင်မင်းနဲ့အတူတူလိုက်ကြည့်ပေးကြပါအောင်နော်မင်းတို့ကဒီနေ့တောင်တက်ဖို့ကိုဒီရဲ့ PTA throwback နဲ့တော်မှာပဲဖြစ်ပါတယ်အရင်ဆုံးမင်းတို့ကထိုင်းနိုင်ငံချင်းလိုက်မြို့မှာရှိတဲ့မဲ့ရောင်ကိုအရင်ဆုံးသွားမှာပေါ့နော်ဒီရဲ့ဦးလေးကတော့မင်းတို့ကိုဒီနေ့တောင်တက်ဖို့ခိုင်းလုပ်ပေးမဲ့ဦးလေးပဲဖြစ်ပါတယ်30လောက်ကားစီးပြီးရနဲ့မင်းတို့ကအခါရွာလေးကိုရောက်လာပါပြီမင်းတို့ကဒီရဲ့အခါရွာမှာခဏလေးနားပြီးရနဲ့တောင်ကိုစားတက်မှာပေါ့နော်ဒီရဲ့အခါရွာလေးမှာပေါ့နော်ကားခဏရက်ပေးတယ်ဆိုရင်ပြီးတော့ခါကြတော့မိန်တော့တခါလေတော်တဲ့ကိုတောင်တက်မှာပေါ့နော်ကျုံအိတ်လေးတွေလောက်ထားဒီမှာလေးกว่าပြီးနေဟိုအရှိရခွေလေးနဲ့ကောင်းလာလမ်းပြပေါ့နော်ကြည့်မိန်တို့ဟိုအပေါ်မှာမြင်နေရတဲ့ဟာတွေကရာဘာချန်ပေါ့နော်ထိတ်လန်းဟာတွေကရာဘာချန်ဒီဆက်ပြီးတော့သွားမယ်နော်အခုမိန်တို့ဟာဒီရဲ့ချင်းလိုက်မျိုးမဲ့ရောင်းမှရှိတဲ့ဒီတော့ဘောနော်လာပဲဖြစ်ပါတယ်ဒီနေ့မိန်တို့တောင်တက်ရမယ့်လမ်းက9ကီလိုမီတာကြာပြီးတော့နိုင်ပေါင်း4နိုင်ခွဲလောက်တောင်ပေါ်တက်ရမှာပဲဖြစ်ပါတယ်ဒီနေ့မိန်တို့တက်ရမယ့်တောင်ကပေါ့နော်လမ်းကအရန်လွယ်ကူဆုံးပဲလို့ဦးလေးရတော့ပြောရပဲပေါ့နော်အဲ့ဒါကြောင့်မို့လို့မိန်နဲ့အတူတူဒီရဲ့တော်လန်ခီကိုဆက်ပြီးတော့ရှောက်ကြည့်ရအောင်နော်ပြီးတော့မိန်တို့လာခဲ့တဲ့လမ်းတချို့နေရာမှာဒီလိုအာရေဘီကာကော်ဖီအမျိုးအစားပင်တွေလည်းတွေ့ရပါတယ်เขาเดินทางไกลเขาก็กินคนละเม็ดใช่หรอมันช่วยได้ แห้งเล่าน่ะဒီရဲ့ကော်ဖီစီးပေါ့နော်အရန်နေတဲ့ဟာဆိုရင်မိန်တော့ခူးပြီးဒီတိုင်းစားလို့ရတယ်ပေါ့နော်ဘာလို့လဲဆိုတော့ဒီဟာကိုစားရင်ပေါ့နော်အမောအရန်ပြည့်ရပေါ့နော်အမောအရန်ပြည့်ရတဲ့ဒီဟာကိုစားแยกอ่ะดีแล้วก็ไม่ได้ขายมันโล ก็นี่ตีมันแห้งๆนี่หรอทีแห้งๆนี่มันแก่แล้วเขาแก่แล้วก็คือมันแดงแล้วมันอันนี้ยังไงมันดำยังไง စားအမောနေဒီရဲ့ကော်ဖီစီးစားရင်အမောပြည့်ရအရန်နေတဲ့ဟာဆိုရင်ခူးစားလို့ရတယ်သူရဲ့အရာဒါကြတယ်ချိုချိုလေး กินแล้วใจบันที่ตัวเขาแบกไปหน่อย စီလေมันหวานเนาะแม่เนาะหวานหวาน กินเม็ดมัน ချို ไหน ချိုလေးအရာလား ตู้เจอเลยสิ ကြည့်ပါဦးဒီမှာပါမောရနဲ့တန်နေကိုရဒီလိုတဘာဝအလားကိုကြိုက်တော့ခါကြတော့မကြည့်လိုက်ပါအခုမင်းတို့တောင်တက်လာတာတနင်္ဂနွေခွဲလောက်အချိန်ရှိပြီပေါ့နော်အဲအကြောင်းမလို့ဂိုင်းဦးလေးရပြောတယ်တအောက်နေရင်မင်းတို့ရေတခွန်ရောက်မယ်ပေါ့နော်နော်နှစ်နိုင်လောက်လမ်းလျှောက်ပြီးတဲ့နောက်ပိုင်းမှာအခုဒီရဲ့နမ်တုတ်ပေါ့နော်ရေတခွန်ရောက်လာပြီဒီရဲ့ရေတခွန်တို့ကနမ်တုတ်ခွေးမဲဆိုင်လို့ခေါ်ရပေါ့နော်ထိုင်းလို့ကတော့ဒီမှာပါအမလေးလာလိုက်တာဟိုမှာအေးဝပဲဒီနေ့ရောက်မှမလေးမောရဂျိုနဲ့သွားအမောကိုပြီးသွားတယ်ကြည့်လိုက်ပါဦးကြည့်လိုက်ပါဒီနဝတညာအိမ်မဟုတ်ဘူးပေါ့နော်တရက်ပဲတောင်တက်တယ်ဆိုတော့မင်းရဒီအိမ်လေးနဲ့ဆိုတော့အဆင်ပြေမင်းအိမ်ထဲမှာပါလဲဆိုတော့မင်းကြမယ်နော်ဒါလေးကဒီပါတယ်မဆိုင်ကြလို့ပြီးတော့ပိုက်ဆိုင်စားဖို့ဆိုပြီးတော့ဆိုင်ပါတယ်ကပ်ဖို့ဆိုပြီးတော့ပတ်စားဖို့နော်အဲ့ဒါလေးပါတယ်ပြီးတော့လက်ချီပြီးတော့ခါကြတော့ဆိုင်ပြီးတော့ရှင်စေးရမှာပါမဖြစ်ပဲတောက်လျှောက်သွားနေရရှင်စေးတော့ပြန်လာတော့ရှင်ရမ်းကြိုက်တာပေါ့နော်အဲ့တော့ဒီဒီအိတ်ကအဆင်ပြေရလေမင်းတို့ဒီမှာဆင်းဒီမှာပုံထည့်လို့ရတယ်ပုံထည့်လို့မင်းတို့ကဖိတ်လို့ရတယ်ပေါ့နော်လွယ်ရတယ်ထားတော့ဒီပါโอเคအခုမင်းတို့ကရေဒီပေါ်မှာခဏနားပြီးတော့ဆက်ပြီးတော့ခီးဆက်မယ်ပေါ့နော်ကြည့်ပါဦးမလေး view လေးလာလိုက်တာအခုခီးတစ်ထောင်နာပြန်ပြီမင်းတို့တောက်လျှောက်ပေါ့နော်လမ်းလေးလျှောက်လိုက်နားလိုက်လမ်းလေးလျှောက်လိုက်နားလိုက်ပေါ့နော်ဘာလို့လဲဆိုတော့လမ်းလျှောက်ရတာအရန်ဝေးရယ်အရန်ဝေးရယ်အရန်မောတယ်အခုတော့မှလမ်းလျှောက်တာပဲ
နာနာခွဲကြော်လောက်ရှိနေတောက်လျှောက်ဒီတောင်မတက်တာပေါ့နော်နာနာခွဲကြော်ရှိပါโอเคအဲ့ဒါဆက်ပြီးသွားရအောင်နော်မိန်းတို့3နိုင်လောက်တောင်မတက်ခဲ့ပြီးတဲ့နောက်ပိုင်းမှာဒီရဲ့လေကတိစိုက်ခင်းကိုရောက်လာပြီပေါ့နော်အရန်လှပပြီးတော့စိမ့်ဆိုနေရပဲပေါ့နော်ဒီမှာစပါးခင်းလေး ဒီပါဟမ် စိမ့်ဆိုနေရပဲเสร็จแล้วไปกินข้าวที่ไหนคะ ခန်းလာกินนั่งตัว အော်ဒီအခုမိန်းတို့က3နိုင်လောက်ရှောက်ပြီးတဲ့နောက်ပိုင်းမှာမိန်းတို့ကဒီရဲ့ပေါ့နော်လေကတိစိုက်ခင်းကိုရောက်လာပါပြီဒီရဲ့လေကလေးဆက်ခင်ကိုရောက်ပြီးဆိုရင်ဒါမင်းတို့စုပေါင်းပေါ့နော်အချိန်က3နာရီကြာသွားတယ်အခုမင်းတို့ကခုနလာခဲ့တဲ့ရေတခုံပြန်စစ်မယ်အဲ့မှာသူတို့ကမင်းတို့ပေါ့နော်နေခင်းစာချက်ကျွေးမယ်လို့ပြောတယ်ပြီးတော့ခါကြတော့မင်းတို့ရေတခုံနားရောက်တာနဲ့အစားတောက်စားပြီးရင်ရေလေးခဏဆော့ပြီးတော့နားလို့ရတယ်ပေါ့နော်โอเคအဲ့ဆိုရင်မင်းတို့အောက်ကိုပြန်ဆင်ကြမယ်နော်အခုကတော့မိန်းတို့နေခင်းစာစားဖို့အတွက်ကိုဂိုင်ဦးလေးရပေါ့နော်ချက်ပြုတ်ပေးနေရပဲဖြစ်ပါတယ်သူတို့မှထူးခြားတာတစ်ခုကဒီလိုဝလုံးလေးတွေကိုအသုံးပြုပြီးတော့ပေါ့နော်အစားတောက်တွေကိုချက်ပြုတ်ပေးတာဖြစ်တဲ့အတွက်ကြောင့်မလို့တော်တော်နဲ့မှစိတ်ဝင်စားဖို့ကောင်းတယ်ပေါ့နော် Vale. Una poca más grande, ¿sabes? Ahí tuvo que venir ahí. Ah. တရားတစ်ခုကမိန်းတို့ရဲ့ပကံ ဒီကိုဆိုင်นั่นน่ะ Sai, sai. có lấy không mẹ ဒီကခန်းလေး là tự bà Ah. ကိုဖော်ပြီးရလေ ဒီနေ့မိန်းတို့ရဲ့မီနူလေးကတော့ကောင်းငင်းကြက်ဥပေါင်းခရမ်းဒီထောင်းနဲ့ကြက်ကင်ပေါ့နော်တောက်လျှောက်လန်လျှောက်လာရဆိုတော့ဘိုင်လဲအရန်စားနေပါပြီအဲအကြောင်းမလို့စားပြီးတော့စားပါတော့မယ်ရှင်ဒီလိုရေတကုံဘေးနားမှာထိုင်ပြီးတော့ဖက်လေးနဲ့အစားစားရတဲ့အရာလေးကတော်တော်နဲ့မှတမျိုးလေးပဲပေါ့နော် experience အစ်စ်လေးရတယ်ပြီးတော့ခါကြတော့တော်တော်နဲ့မှလည်းပျော်ဖို့ကောင်းတယ်စားလို့လည်းအရန်ကောင်းခဲ့ပါတယ်မင်းကထမင်းစားရင်အမြဲတမ်းဇွန်း3နှစ်ကြာဆိုတော့လက်နဲ့စားရတာပထမဦးဆုံးပဲပေါ့နော်ဒါကျမလက်နဲ့စားပထမဦးဆုံးလည်းမကြုံဘူးပတ်มืออะกระปุกปลาอูด้งแล้วเนี่ยซาปอดนั้นมาเจียวนี่แปดเนี่ยแม่จะอุบาထိုင်းလူမျိုးတော်တော်များများကဒီလိုကောက်ညင်းနဲ့ကြက်ကင်နဲ့အဲ့လိုမျိုးကိုအရန်စားကြပါတော့ထမင်းဖြူတော်တော်များများကောက်ညင်းကိုပူစားကြရပေါ့နော်ဒါလေးကတော့သူတို့ရဲ့ခရမ်းနီထောင်းလေးပေါ့နော်ခရမ်းနီထောင်းရဲ့အရာဒါလည်းအရန်နဲ့မှစားလို့ကောင်းတယ်အပြန်လန်းတော့မိန်းတို့ကခုနလာခဲ့တဲ့တော်လန်းနေမပြန်မင်းနဲ့ဒီရီတုံလမ်းဘက်ကနေပြီးတော့ဆင်းပြီးတော့ပြန်ကြရပါဒီလမ်းကနေပြန်ရင်ပို့ပြီးတော့လမ်းနီးရပေါ့နော်ဒီရဲ့ vlog လေးကိုအားလုံးပဲလိုက်ပြီးကြည့်လို့ရအောင်လို့မိန်းစူးစမ်းပြီးတော့ဗာတာလေးပြန်ပေးထားပါတယ်ကြည့်ရှုပေးကြတဲ့သူတွေအားလုံးလည်းကျေးဇူးအများကြီးတင်ပါတယ်အားလုံးပဲနောက်ထပ်ဗီဒီယိုနဲ့အတူတူမိန်းပြန်လာခဲ့ပါမယ်နော်